ကိုပြောတဲ့စကားကြောင့်လာမယ့်အနာဂတ်မှာကိုယ်တိုင်ပြန်ခံရတဲ့အကြောင်းတွေရှိတယ်နော်ဟင်ဒကာကြီးဒီမိုင်းများဒီဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရာဇဝင်တွေကစကားအစိတ်သင့်ခဲ့ပုံကလေးနည်းနည်းလေးပြောပြခြင်းနိုင်ပြောမိလို့ငါရဲ့လက်အောက်ငယ်သားပဲဆိုပြီးတော့ပြောမိလို့ငါပြောရင်ဖြစ်တယ်ဆိုပြီးတော့စကားကိုမထိန်မဲနဲ့ပြောခြင်းတော့ပြောလိုက်မိလို့နောက်တစ်ချိန်မှာဒုက္ခတွေအကြီးအကျယ်ရောက်ရတဲ့အကြောင်းဟုတ်လားဦးဇင်းတို့ပကံရာဇဝင်မှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့မင်းခွေချေးတဲ့တရုတ်ပြည်မင်းနဲ့နရတိဟပတိမင်းဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးတယ်ဘာအစွမ်းစားမှမရှိဘူးအဲ့ဒါအမတ်ကြီးဖြစ်တဲ့ယာသသဉ္ဉံရဲ့ကျေးဇူးကြောင့်သူရှင်ဘရင်ဖြစ်တယ်အဲ့ဒီယာသသဉ္ဉံကလည်းပဲသူ့ကိုအဖို့မားစားပါဆိုတဲ့စကားတခွန်းလေးကိုရင်မှုပြီးတော့တိုင်းပြည်အတွက်အကျိုးမရှိနိုင်တဲ့ဒီမင်းသားကိုရှင်ဘရင်ဖြစ်အောင်လုပ်ပေးတာသူကလည်းသိကောင်းတဲ့လူတစ်ယောက်တော့မဟုတ်ဘူးအဲ့ဒီနရတိဟပတိမင်းကရှင်ဘရင်ဖြစ်လာတော့ကျေးဇူးရှင်ဖြစ်တဲ့ယာသသဉ္ဉံကိုမချီးမြှောက်မိဘူးယာဓုဌာနန္တရတွေနဲ့မထောက်ပံ့မိဘူးအဲ့ဒီမှာယာသသဉ္ဉံအမတ်ကြီးကစိတ်နာပြီးတော့ဘာလုပ်လဲဆိုတော့ကွန်းအစ်ထည့်ပြီးတော့စားတဲ့ပန်းကလပ်ကလေးရှိတယ်အဲ့ဒီပန်းကလပ်အပဲ့နဲ့ဘရင်ရှိမှကွန်းချစားတာဟာအဖိုးပန်းကလပ်ကြီးကလည်းအပဲ့ကြီးပါလားမှန်လားပါဗျာပန်းပုတ်တဲ့ရဲ့သားမြေးတွေကောင်းစားနေလို့ပန်းပုတ်မဲ့လူမရှိလို့ပန်းကလပ်အပဲ့နဲ့စားနေရတာအဲ့ဒီနရတိဟပတိမင်းရဲ့အမေကပန်းပုတ်တဲ့ရဲ့သမီးတဲ့မျိုးရိုးကိုထိခိုက်ပြီးတော့ပြောတာစကားကိုဒေါသနဲ့ပြောတာနော်မာနနဲ့ပြောတာနော်မရှင်သင့်မပြိုင်သင့်နဲ့ရှင်ဘရင်နဲ့တက်ပြီးတော့ပြိုင်တာဟုတ်လားအဲ့ဒီတော့နရတိဟပတိမင်းကလည်းအဲ့လောက်တော့နားလေတာပေါ့နားလေတော့အဖိုးတဲ့ဟိုဖျားတွေထီးတင်တော့ဘာနဲ့တင်ရလေတဲ့အရှင်သာညမ်းနဲ့တင်ရတာပေါ့အေးထီးတင်ပြီးပြီဆိုတော့အဲ့ဒီညမ်းကိုဘာလို့ပြစ်လဲတဲ့ဖြတ်ပြစ်တာပေါ့ဘာဖြစ်လို့ဖြတ်ပြစ်တုံးအဖိုးဆိုတော့ဖျားမတင့်တယ်မှာဆိုလို့ညမ်းကြီးနဲ့ဆိုဖျားမတင့်တယ်ဘူးလေမတင့်တယ်မှာဆိုလို့ဘောဆိုတော့အဖိုးတဲ့အဖိုးကညမ်းနဲ့တူတယ်တဲ့ကျွန်ုပ်ကထီးနဲ့တူတယ်တဲ့အခုဖျားလဲပြီးပြီထီးလဲတင်ပြီးပြီညမ်းကိုဖြတ်တော့မယ်ဒါကြောင့်ဒလကိုသွားဆိုပြီးတော့ပြည်နေနံပေးလိုက်တာပေးတဲ့စကားတခွန်းရွှမ်းလိုက်တာဘယ်ရောက်သွားပြီတော့ဒလရောက်သွားတာမကြိုက်ဘူးနော်နရတိဟပတိမင်းသူ့ကိုထိခိုက်ပြီးတော့ပြောတဲ့စကားကို तू ကြိုက်လားမကြိုက်ဘူးမကြိုက်လိုက်တာမှကျေးဇူးရှင်ကိုအဝေးကြီးပို့ပစ်လောက်အောင်ထိမကြိုက်တာဒါပေမဲ့ तू မကြိုက်တဲ့စကားမျိုးကို तू များကြတော့ तू ပြောတယ်ဗျာ तू မကြိုက်ဘူးဆိုတဲ့စကားမျိုးကို तू ကိုချင်းမစားဘူးငါကိုပြောတော့ငါခံရခက်တယ် तू များကိုပြောရင် तू များလည်းခံရခက်မှာပဲလို့ तू မစင်စားဘူးအဲ့ဒီလိုအမှားမျိုးကို तू ထပ်ပြီးတော့ကျူးလွန်တယ်ဘယ်အချိန်မှကျူးလွန်လဲဆိုတော့ तू မှာသား3ယောက်ရှိတယ်လူရင်းပဲပြောကြစို့အလေသားကတိဟတုတဲ့အဲ့ဒီသား3ယောက်ကိုချစ်လွန်းလို့အကြီးသားကဥစ္ဆနာအငယ်ဆုံးသားကကြော်စွာတဲ့ချစ်လွန်းလို့သားတွေကိုပွဲတော်တီးဖို့အတွက်ဝက်လက်ချက်ပြီးတော့အဲ့ဒီဝက်လက်ကိုငပြောရွက်လေးနဲ့အုပ်ပြီးတော့ပေးတာဝက်ရဲ့လက်ကချက်စားရင်အင်မတန်နူးညံ့တယ်လို့ဆိုတယ်ဒါပေမဲ့လို့တိဟတုကိုကြတော့ဝက်ခြေတော့ကိုပေးတယ်တဲ့မအေးကိုမကျေနပ်လို့လားသားကိုပဲသိမချစ်လို့လားတော့မသိအဲ့ဒါကိုမအေးဖြစ်တဲ့မိဖုရားရှင်မောက်ကမကျေနပ်ဘူးဘုရင်ကြီးကသား3ယောက်ကိုဒန်းတူမထားဘူးငါသားကိုကြတော့ဝက်ချီတော့ပေးတာအဲ့ဒါမကြိုက်လို့စဖူမူးကိုလက်ထိုးပြီးတော့ငါသားကိုလည်းဝက်ချီကလေးဝက်လက်ကလေးပေးပါဝက်လက်ပေးတာနောက်တော့ဘုရင်ကြီးကတိသွားတာတိသွားတော့အဲ့ဒီအမှုကိုရှစ်တော့မိဖုရားကလက်ထိုးထားတယ်ဆိုတာလည်းသိရောဘုရင်ကြီးကလူပုံလေချားမှာဟဲ့ဝက်လက်ခိုးမလို့အဲ့ဒါလို့ခေါ်တာအပြစ်မရှိတဲ့သားလေးသိတဲ့သူကိုလည်းပဲဟဲ့ဝက်လက်ခိုးမသားပေးတဲ့ရသူမှအပြစ်မရှိပါဘူးဒါပေမဲ့ဘုရင်ကြီးကဒါငါသားပဲငါပြောရင်ဖြစ်တယ်ဆိုပြီးတော့စကားကိုမထိမ့်မဲနဲ့ပြောတာနော်သူသားသူပြောတာပါနော်အေးဒါပေမဲ့ तू မကြိုက်တဲ့စကားမျိုးကို तू များကြတော့ तू ပြောတော့အင်မတန်ဆိုးဝါးတဲ့အကျိုးဘလို့မှမျောလင့်မထားတဲ့အကျိုးပေးကိုဘဝမဆိုင်မဲနဲ့ဒီဘဝတွေမှာပဲ तू ရတယ်အဲ့ဒီစကားတခွန်းမများဘူးတခွန်းနဲ့နော်နောက်တော့တရုတ်တွေနှောင့်ယှက်လို့
အဲ့ဒီနရတိဟပတိမင်းဟာပသိမ်ကိုထွက်ပြေးတာအောက်ပြည်ကိုထွက်ပြေးတာအဲ့ဒီမှာတရုတ်ပြည်မင်းလို့နာမည်ဆိုးနဲ့သူရတာပေါ့လေဟုတ်လားနောက်တော့ပသိမ်ကနေသူရန်နေအေးပြီဆိုပြီးတော့ပြန်လာတော့သူဝက်လက်ခုမသားလို့ခေါ်ခဲ့တဲ့တိဟသူကသူပဲပေးထားတာပါပြည်မြို့ကိုအပိုင်စားပေးထားတာအဲ့ဒါနဲ့ငါသားရှိတဲ့ပြည်မြို့ကိုဝင်မယ်ဆိုပြီးတော့အာကိုတကြီးဝင်တယ်မိဖုရားဖွားစောလဲပါတယ်နောက်တော့ဘာကဟိုကတိဟသူကဖေးကြီးရောက်လာပြီဆိုတာလဲသိရောလှေနဲ့စီးပြီးတော့ကြိုတယ်လှေအကြီးကြီးအဲ့ဒီလှေပေါ်မှာဒလွတ်ကင်ထားတဲ့လှန်နေတဝင်းဝင်းကင်ထားတဲ့ရာဇဝတ်သားတွေကိုရှင်းတဲ့အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ရန်သူတွေအများကြီးတင်ထားတယ်ဘုရင်ကြီးကိုတခါတည်းဖမ်းတယ်ဖမ်းပြီးတော့ဘာလုပ်လဲဆိုတော့ဘုရင်ကြီးရဲ့ရှေ့ကိုစားတော်အုပ်ပို့တယ်အဲ့ဒီဘုရင်ကဟင်းခွက်300မပြည့်ရင်ငိုတယ်ဆိုတာကြားဘူးတယ်မဟုတ်လားအေးအဲ့ဒီမှာဟင်းတွေမှာကောင်းလိုက်တာထမင်းတွေလည်းအကောင်းစားတွေဟင်းတွေလည်းအကောင်းစားတွေဘုရင်မင်းတွေကသုံးဆောင်တော်မူပါဒါပေမဲ့ဒီထဲမှာတော့လက်တလောသေးစေတဲ့အစိတ်တွေထည့်ထားတယ်တဲ့မစားခြင်းလို့မရဘူးဖေကိုအစိတ်ခတ်ထားတဲ့ဓမင်းကိုအတိအလင်းပြောပြီးတော့ကြွေးတာဒါကိုစားပြီးတော့မသေးဘူးဆိုရင်ဟိုမှာမြင်လာတဲ့ဓာတ်တွေလှန်နေတယ်အဲ့မှာမိဖုရားဖွားစောကိုတိုင်ပင်တော့မိဖုရားကပြေးလို့မလွတ်နိုင်တော့ဘူးသေးတန်ရဲရဲနဲ့သေတာနဲ့စားရင်အစိတ်ထမင်းအစိတ်ဟင်းစားသေတာကတော်သေးတယ်လို့အကြံပေးတာအဲ့ဒီအစိတ်တွေပါမှန်သိရတဲ့ဘုရင်ကြီးစားရတယ်ဘလောက်မြန်ဆင်းရဲလိမ့်မလဲဆင်းရဲလွန်းလို့သူလည်းဆူတောင်းသွားတယ်လို့ဆိုတယ်ဖြစ်လျာဘဝသားမမွေးပါရစေနဲ့တဲ့ဒါပေမဲ့ဒီဘဝမှာတော့စကားတခွန်းကြောင့်အသက်ပါတောင်သူပေးလိုက်ရတယ်ဟင်ဒကာကြီးဓမ္မကြီးများသူပြောခဲ့တဲ့စကားတခွန်းကသူ့ကိုတတ်တာနော်တာမန်ကြည့်ရင်တော့အစိတ်ကတတ်တာပေါ့ဒါပေမဲ့အဲ့ဒီအစိတ်ကဘာအစိတ်လဲလို့မေးရင်စကားအစိတ်